ကဲဒီနေ့တော့ငါးမပါဘဲနဲ့ထူးထူးဆန်းဆန်းမြန်မာနိုင်ငံမှာပထမဦးဆုံးမိုးဟင်းကားဖြစ်အောင်ကျွန်တော်ချက်ပြမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ကြပါအောင် let's go ကလေးပဲ15ချက်သားအသုံးပြုတာဖြစ်ပါတယ်စလုံးယူကလေးပဲပြုတ်ပြီးသားပေါ့အဲ့ဒါကိုကြည်ညက်နေအောင်ထောင်းမယ်ကျွန်တော်မြန်မာလူကြီးထောင်းပြမှာဖြစ်ပါတယ်ပဲလေးတွေကကြည်ညက်သွားပြီဆိုရင်စလုံးနဲ့ထည့်ထားပါပါဗျာမနေ့ကဆိုတော့ဘိုက်စာရဲ့ဗျဘိုက်စာတော့ကျွန်တော်နို့နဲ့ခေါင်းမုံနဲ့နို့ခေါင်းမုံဖြော်စားမှာဖြစ်ပါတယ်ခင်ဗျာခေါင်းမုံကိုခြေပြီးတော့နို့နဲ့ခလောက်လိုက်တယ်ရန်တော့လို့ကောင်းလိုက်တာတကယ်လှုပ်ရှားကြည့်အဲ့စားလို့လည်းကောင်းတယ်တောက်လို့လည်းကောင်းတယ်နှစ်ခုလုံးတော့ကောင်းတယ်သူ့ပုံစံကကွက်ကဥပုံစံမျိုးဖြစ်သွားတာခေါင်းမုံကိုခြေပြီးတော့လေနို့ထဲထည့်လိုက်တော့စောစီဘိုက်စားတော့ပြည်တာပေါ့ဒါမွန်းကမှာအသုံးပြုဖို့တဲ့ကြက်သွန်ကြီးရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကျွန်တော်နှိုက်နေဖြစ်ပါတယ်ကိုလိုချင်တဲ့အလုံးလေးတွေရွေးပြီးသွားရင်သူတို့ကိုထချမ်းခွဲမှာပါဂျင်းကိုနည်းနည်းတေးသေးလေးစိတ်မယ်စိတ်ပြီးတော့ကြက်သွန်ကြီးကိုလေးစိတ်ပဲစိတ်ပါတယ်ခင်ဗျကျွန်တော်မှုံပြီးငိုနေကြက်သွန်ကြီးမှုံလို့ငိုတာပါတခြားမှုံတာမဟုတ်ပါဘူးကြက်သွန်ကြီးကိုပြန်လေးစိတ်စိတ်မယ်မျက်ရည်ကျရဗျာကြက်သွန်ကြီးကအဲ့လိုအချို့တွေကျတော့မျက်ရည်မကျအောင်စားရှူရတယ်လို့ပြောတယ်ကြက်သွန်ဖြူကျွန်တော်အတွင်းအားတွေနဲ့ရိုက်နှက်လိုက်တာအစိမ့်မမောကွက်ထော်ရတယ်ပေါ့ဗျာသူတို့အကုန်လုံးစုံထဲမှာထည့်ပြီးထောင်းတယ်ညက်နေအောင်ထောင်းတယ်လက်အပ်နေလဲတေးလာပြီအမှသူတို့အယောင်တင်မေးဖို့တော့စင်ဖြူတော့အယောင်နေမဟုတ်သုံးလိုက်ပါတယ်ခင်ဗျာစင်ဖြူတော်လေးနဲ့ဆိုတော့သူတို့ကအယောင်လေးလှပါတော့ဒါပတ်ဝန်းကျင်ကိုအညှော်တိုက်ဖို့အတွက်အောက်မှာပန်ကသွားယူရဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုအညှော်တိုက်မယ်ကိုတော့အညှော်မခံနိုင်ဘူးဆိုပြီးတော့သူ့အစောမှာပန်ကယူကောက်มาလာကျွန်တော်ပြန်တက်မယ်ပေါ့လေကတဲ့လေတချတက်ကြရဲ့ဗျဟိုတနေ့ကချော်ကြခန်းနာပါထိုးပြီဆိုဒါတော့စီတက်တော့မှာပေါ့နော်ခုနကကျင်းညက်နေအောင်ထောင်းထားတယ်စင်ပြူတော်ကြီးနဲ့ထောင်းထားတဲ့ရောင်တင်မုံနဲ့ထောင်းထားတဲ့ကျပ်သွန်ကြီးချင်းတွေကိုတိုင်းတိုင်းနဲ့ခောက်တာအောက်ကတော့မဒုံနဲ့လှမ်းထိုးရတယ်သူတို့စီထဲမှာလှိမ့်လိုက်တယ်နယ်လေးတော့မှုရဗျကိုတော့ကတော့မှုရတော့ဘီလူတော့ကညှော်တာပေါ့ဗျပြောရမယ်ဆိုပဲထောင်းထားလေးတွေကိုထည့်မယ်ကျွန်တော်ဒါနှစ်အိုးခွဲချက်ကရဗျအိုးကမကဘူးဗျဟိုအရင်သူများကြီးလို့ရန်ကြီးမဟုတ်တော့အိုးကမကဘူးအဲ့ဒါကိုနှစ်အိုးခွဲချက်ရတယ်ဒါပထမတစ်အိုးပါပဲဟင်းရလေအရေးလေးပွက်လာရင်ရပြီဒီလားကိုလိုချင်တဲ့အတိုင်းအတာအထိစောင့်လို့ရတယ်စားစလုံးချုံမိုးထက်ထိုင်ဝမ်ရတာလေးမြည်ကွက်တီဆိုရင်အိုးလှည့်ထားလိုက်နောက်တော့ထက်တယ်နောက်တော့ကကြောက်နည်းနည်းပြစ်လေးဖြော်လိုက်တယ်ဗျစားနေတဲ့အချုံမိုးနေတော့ထည့်ရတာပေါ့သူအရသာမပြတ်သွားအောင်လို့အိုးကိုခဏထားပြီးတော့ကျွန်တော်တခြားထဲမဲ့ accessory တွေလှီးနေပါတယ်ထဲမဲ့ဟာကတော့နနံပင်ကိုဝသားစိတ်တို့ဝသားခုတ်တို့ခုတ်တယ်ပြီးတော့ဒါကတော့ဘာသီးလဲအဲ့ဒါတမျိုးသီးမေးနေလို့အဲ့ပဲဟင်းစူရပါပြီဘဲဦးလေးလှီးထည့်တယ်ဒါဆိုတော့ပဲဟင်းတအိုးရပါပြီခင်ဗျာမုံဟင်းလို့ခေါ်ရမှာလားပဲဟင်းလို့ခေါ်ရမှာအဲ့ဒါတော့မုံဟင်းရင်နဲ့ထွက်နေပါတယ်မုံဟင်းလို့ပဲခေါ်လိုက်မှာဗျမုံဟင်းကလည်းဆက်ရလို့ကျွန်တော်ရဲ့အမျိုးသမီးလေးကစပြီးတော့ခူးပါပြီမုံဟင်းကားလေးကိုတက်လို့မုံဟင်းကားတော့မဟုတ်ပါဘူးငါးမပါတယ်မုံဟင်းကားပေါ့တက်တော့မလွတ်သွားတော့ကြက်ဥပါပါလား你毛毛也没啥。把胶皮说到了，好了。这不用压的，我也红点的话，把有啥。
နာမည်နဲ့ထည့်မယ်တော်ပြီတမီးသမီးမဝင်ချပြီတက်သမီးလေးငါချတက်သမီးငါချဝေးအဲ့တော့သူတို့မကြိတ်ခင်ကိုရင်ကြိတ်လိုက်မွေးငါမွေးငါရဲ့ပြိတ္တကျွန်တော်ရဲ့ပြိတ္တလေးကြိတ်တယ်သူ3ဘွဲ4ဘွဲလောက်ရှိကြိတ်တယ်ကျွန်တော်ခုနဘလော့ရိုက်နေဒါတပွဲပဲရှိသေးတယ်ကြိတ်တယ်ကောင်းလားညီမလေးဒီဘက်လက်ပြပါ好多嘢啦，哎唔啦，聽唔啦？ကျွန်တော်ရဲ့အမျိုးသမီးလေးကြိတ်တော့မှာပါသူကဘယ်လိုပြောရမလဲရှင်မင်းတကားအတွက်ပဲကြီးတလေချက်တခါစားခိုင်းနေကြရင်ပြင်ဆင်တာအရင်ဆုံးကောင်းလားချင်းနေကောင်းလားတက်လို့မဝင်ကတော့ဘယ်ဦးကျုပ်မထဲတက်လို့မဝင်ကဒီမှာကျုပ်လေးစားနေတယ်ကျုပ်လေးချမ်းထည့်ပေးလိုက်ရပါဦး这三满了，太平，三满了，我三满了，三比，ဘယ်လာလဲရှယ်မမမဝင်နေတယ်လားဟောဒီမဝင်ကလေးอ่ะဟိုတက်လို့စားတဲ့သူတွေအတွက်ဆိုရင်အများကောင်းတယ်ဖိဦးမထင်းနဲ့ပေါ့ဗျာငါလည်းမပါဘူးပဲလေးနဲ့ဂျင်းလေးနဲ့ကျွတ်သွန်ဖြူလေးနဲ့ကျွတ်သွန်နေလေးနဲ့တည်တက်ပြီးတော့ချက်လိုက်တာဒီကဆိုင်မုံငယ်လေးအတိုင်းပဲရောပါချက်ပဲရောပါတက်လို့စားရသူဆိုရင်ဘယ်ဦးမထင်းနဲ့ညဘတ်ဂျက်လေးစီးရဗျာပေးရတစ်ထောင်မူဂျင်းကျွတ်သွန်လေးကတစ်ထောင်ပဲထားအောင်2000ကျော်ကျဲဥထည့်လိုက်တော့ကျဲဥကတစ်လုံး900 3လုံးထည့်လိုက်တော့1500 3500အဲ့ဆိုရင်တမီသားလုံးစားလို့ဟုတ်တယ်မုတ်ဖက်အမုတ်ဖက်က2000 9500ဟိုဘာညာတရကအကျော်တွေပါထည့်ရင်လည်းဆို6000 9000ဆိုရင်တမီသားလုံးစားလို့အဝစားလို့ရဆိုင်မှာတော့တပွဲ1500 1600ဖြစ်နေလေသိမ့်မှာဆိုမွေးငါတပွဲကို1000ဝဲတော့ဖြစ်တယ်ဒါကြောင့်ကောင်းတယ်ဟဲ့မြန်မာရီတို့မြန်မာစကားနဲ့မြန်မာလိုကြီးတော့ရတယ်လက်ဒါလို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်